ကဲဒီနေ့တော့ဘာတစ်ချင်းမှမသိဖြစ်ဘူးကျွန်တော်ဒီနေ့ကြာဂီတာလေးကိုဂျိုးလေးမှဖြစ်ပါတယ်ပထမဆုံးဂျိုးတွေကိုရှော့လိုက်မယ်ပြီးရင်လော့နာနေပြီးတော့ဂျိုးတွေကိုကျွန်တော်ဖြတ်ချလိုက်ပါတယ်ဖြတ်လို့ပြီးရင်ဂျိုးတွေအားလုံးထုံမယ်ဂျိုးတွေကိုဒီတိုင်းပြေလျင်မဖြစ်အောင်ပေါ့စနစ်တကျဖြစ်အောင်ခွေပြီးတော့ထားလိုက်မယ်ပြီးရင်ထိတ်ကလော့ကိုအကုန်ဖြုံမယ်ဂျိုးလေးတွေဖြုတ်ဖို့ပေါ့နော်ဂျိုးလေးတွေဖြုတ်လို့ပြီးပြီဆိုရင်တော့တစ်ခုလုံးဂီတာတစ်ခုလုံးဖုံးနေတုံးမယ်ပေါ့ဂျားထဲမှာရှိသမျှဖုံးတွေရောအကုန်လုံးတန်ရှင်းလုပ်မယ်ပြီးရင်ဒီကောင်လေးက acoustic guitar ကိုတန်ရှင်းလုပ်တဲ့ဟာပေါ့တကယ်ကတော့တန်ရှင်းရဲ့ polish တင်တာလုပ်တဲ့ဟာဒါပေမဲ့ဒီ guitar ကလည်းတစ်တာပဲဖြစ်တော့ကျွန်တော်သုံးလိုက်တယ်နောက်ပြီးတော့ကျွန်တော်ဒီ fretboard conditioner ပေါ့ဒီကောင်လေးကိုသုံးတယ် fretboard အတွက်ပုံမှန်ကတော့10 gauge တီးနေကြပဲဒါပေမဲ့ဂျိုးဝယ်ပြီးသားရှိနေတာ9 gauge ဆို9 gauge ပဲတက်လိုက်တယ်ဂျိုးတွေအားလုံးထည့်ပြီးပြီဆိုရင်ထိပ်ဖက်ကိုအရှိကိုတိုင်းပြီးတော့အကောင်လုံးဂျိုးတွေကိုဖြတ်ချမယ်ဖြတ်ပြီးဆိုတော့ထိပ်မှထည့်ပြီးတော့လော့ခတ်လိုက်ရုံပါပဲလော့ခတ်တဲ့အခါတတိထားရမှာအရန်ကြီးကြက်စရာမလိုပါဘူးပုံမှန်လေးကြက်တယ်ဆိုတဲ့အနေထားလေးရပါပြီပြီးပြီဆိုရင်ဂျိုးညှိမယ်ဘိုးတစ်ဖြစ်တဲ့အတွက်ဂျိုးတွေပြန်ရော့သွားတာမဖြစ်ရအောင်ဂျိုးတွေတင်အားတွေကိုဆွဲထုတ်လိုက်မယ်ပြီးရင်တော့နောက်တစ်ခါဂျိုးပြန်ညှိပေါ့ကဲအားလုံးပြီးတော့ပြီဆိုရင် string အနေထားအနေမြင်ညီမညီတစ်ချက်တိုင်းမယ် okay မှန်နေဆိုရင်တော့ရပြီပေါ့နော်ကဲဒါဆိုရင်တောင်းဆိုထားတဲ့ချင်းလေးတွေတီးဖို့လုပ်လိုက်ပါဦးမယ်